Gardener ဆိုတာတော့တရက်တည်းအစီလူတီများတဲ့လက်တင်ဘာသာစကားလာတာဖြစ်ပါတယ်။နီယောင်ရှိတဲ့လေခေအင်္ဂလိပ်စကားမှာဆိုရင် Gardener နဲ့ဆက်နွယ်နေပါတယ်။မြန်မာလိုဥတော်လို့အမည်ရတော့လဲကျောင်းမြန်လာလောကမှာကျောင်းတင်ကြားရေးဘက်မှာတွေပါ Gardener လို့အမည်တင်ကြပါတယ်။ပညာရေးဝန်ကြီးဌာနထုတ်ဝေတဲ့စာအုပ်တွေမှာလည်း Gardener လို့အဓိပ္ပာယ်ဖွင့်ကြတာရှိပါတယ်။ကော်မုတ်ဆိုတဲ့ဩဝါဒကတော့တွင်တဲ့အုပ်စုတစ်ခုဖြစ်တဲ့ Gardener ဆိုတာတဲ့အဝါရောင်ကားနဲ့ကိုဆိုလိုတာဖြစ်ပါတယ်။ပို့ဆောင်မှုစနစ်မှာ isometric စနစ်ဖြစ်ပြီးတော့ဓာတုဖွဲ့စည်းပုံမှာ HDY2 SO4 thrice ဖြစ်ပါတယ်။ H နေရာမှာ calcium magnesium Fe Mn ဖြစ်နိုင်ပြီးတော့ Y နေရာမှာ aluminum Fe Mn VCr တို့ဖြစ်ပါတယ်။အရောင်ကတော့စိမ်းရောင်အနီရောင်လိမ္မော်ရောင်ဝါရောင်အညိုရောင်ခရမ်းရောင်ပန်းရောင်နဲ့တစ်ခါတည်းမှာအရောင်မဲ့တွေရှိတတ်ပါတယ်။ဓာတုဖွဲ့စည်းမှုနဲ့ပတ်သက်လို့ပြောစရာရှိလာတာကတော့အလူမီနီယမ်ကားနဲ့တွေဟာမာဆင်းနဲ့တိတ်သီးစားတွေမြင်ကြပါတယ်။ကယ်လ်ဆီယမ်ကားနဲ့တွေကမာဆင်းနဲ့တိတ်သီးစားနေကြပါတယ်။တချို့ကားနဲ့တွေကထူးထူးအရောင်ရင့်ကားနဲ့တွေကမိုက်ခရိုစကုပ်အောက်မှာလှည့်ကြည့်မှဆိုရင်အရောင်တဖြည်းဖြည်းပြောင်းနေတာကိုတွေ့ရပါတယ်။အများအားဖြင့်တော့အချောင်းပုံအမြင်ပုံအောင်းဝင်မှုလေးရှိတတ်ပါတယ်။အောင်းဝင်တွေအပြိုင်တရှိနေမှုကြောင့်ကြောင်မျက်လုံးကျိုးတယောက်မှုရှိနေတတ်ပါတယ်